အားလုံးပဲမင်္ဂလာပါကျွန်တော်ဇော်ဝါမြင့်တာပါကျွန်တော်ပြီးခဲ့တဲ့ဘက်ကတော့အော်ကနန်ကျွန်တော်အပိတ်လွဲသွားတယ်ပေါ့နော်ကျွန်တော်ရှေ့ရှိကိုတွဲတော့ကျွန်တော်လည်းအပိုင်ပေးတာပဲဒါပေမဲ့နောက်ပိတ်တော့ကျွန်တော်လွဲသွားတယ်ပေါ့နော်ဆိုတော့ခုနှစ်ဖြတ်တွဲကျွန်တော်ကနန်တစ်ခွက်ကျွန်တော်အော်ကနန်တစ်ခွက်ကျွန်တော်တင်ပေးမယ်နော်အဲ့ဆယ်လေးကိုကျွန်တော်ပြပေးပါမယ်ဆိုတော့ကျွန်တော်တို့ဒီ3ခါနဲ့8 38ဒီ38ဒီအပိတ်ကပိတ်6နဲ့ပေါင်းတော့ခွင်sorry3ခါ8ခါအပိတ်4နဲ့ပေါင်းတော့ကြတော့အပိတ်4နဲ့ပေါင်းတော့5အပိတ်4နဲ့ပေါင်းတော့5အဲ့5ကကျွန်တော်ဒီအထက်ကဒီကောင်ဖြီးမှာပေါ့နော်ဒီ5ကိုမလို့ဒီကောင်5မလို့တော့ဒီမှာ5လို့လာဖြီးတာပေါ့နော်3ခါ8ခါ4ခါ5လို့လာဖြီးအဲ့တော့ဒုတိယအကန့်ဒုတိယကျွန်တော်တို့ဒီမှာ6ထိပ်ဒီကောင်6ထိပ်မလို့ကျွန်တော်တို့ဒီမှာ9လို့လာဖြီးဒီ5ခါရယ်ခွင်ခါရယ်ဒီ5ခါရယ်ခွင်ခါရယ်ဒီခွင်ခါရပေါင်းတော့5ခွင်ဆို9လို့လာဖြီးပေါ့နော်9လို့လာဖြီး9လို့လာဖြီးဆိုတော့5ကိုမိုင်8ထိပ်စီမလို့ကျွန်တော်8လို့လာပြီးဖြီးရမယ်ပေါ့နော်ခါ3လုံးပေါင်းချင်း8လို့လာဖြီးရမယ်ပေါ့နော်ဒီ8ခါရဲ့1ခါရဲ့ဒီ9ခါရဲ့ပေါင်းချင်း8လို့ဖြီး8ခါရဲ့1ခါရဲ့9ခါရဲ့ပေါင်းချင်း1လို့ဖြီး8လို့ဖြီး8လို့ဖြီးပေါ့နော်ဆိုတော့6ထိပ်စီအဲ့6ထိပ်စီမလို့ကျွန်တော်ဒီခါ3လုံးပေါင်းချင်း6လို့လာဖြီးရမှာဒီခွင်ခါရဲ့3ညာခါရဲ့ဒီ9ခါရဲ့ပေါ့နော်ခွင်ခါရဲ့3ညာခါရဲ့9ခါရဲ့ဆို6လို့လာဖြီး6လို့လာဖြီးပေါ့နော်6လို့လာဖြီးဆိုတော့ကျွန်တော်တို့လေ့ကျင့်ရှိသွားပြီပေါ့နော်ဟိုတစ်ခါတော့ကျွန်တော်ဒီမှာ9ထိပ်စီဒီ9ထိပ်စီမလို့ကျွန်တော်ဒီမှာခါသုံးလုံးပေါင်းကြီး9လို့လာဖြီးရမှာဆိုတော့ဒီ1ခါရယ်4ခါရယ်9ဖြစ်ဖို့အတွက်4ထည့်ရမယ်1ခါရယ်4ခါရယ်9ဖြစ်ဖို့အတွက်4ခါလို့လာထည့်ပေါ့နော်အဲ့တော့4ခါပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်ကခဏလက်ပဲဆိုတော့နည်းနည်းရှုပ်တယ်ပေါ့နော်တရားလေးကြည့်ပြီနော်ကျွန်တော်ဒီ6နောက်ပိတ်မလို့ဒီ6နောက်ပိတ်မလို့ဒီ3ပိတ်ရဲ့ဒီ
ဒီရှေ့သုံးထိပ်စီးနဲ့ဒီရှေ့နှလုံးပေါင်းကြီးနဲ့ခွေထားတာပေါင်းကြီးတော့6လို့ရပေါ့နော်6လို့ရကျွန်တော်ဒီမှာ၄နောက်ပိတ်မလို့ဒီနှစ်နဲ့6 9ခွင်ဆိုအခွေလေးနဲ့ပေါင်းရင်4လို့လာပြီပေါ့နော်4လို့လာပြီဆိုတော့ကျွန်တော်ဒီမှာနှစ်နောက်ပိတ်မလို့ဒီ8ထိပ်စီးလေးနဲ့ဒီ8ထိပ်စီးနဲ့9ထိပ်စီး6တွဲလေးနဲ့ရှင်းနှလုံးပေါင်းလေး3လုံးခွေလေးနဲ့ပေါင်းရင်2လို့လာပြီပေါ့နော်2လို့လာပြီပေါ့နော်ကျွန်တော်ဒီမှာ9နောက်ပိတ်မလို့ဒီအပိတ်2လေးနဲ့6 8 9လေးနဲ့ပေါင်းရင်3နဲ့ပေါင်း6 8 9 3ဟိုအပိတ်လေး2နဲ့ပေါင်းတော့9လို့လာပြီ9နောက်ပိတ်မလို့9လို့လာပြီပေါ့နော်9လို့လာပြီအဲ့တော့ကျွန်တော်တို့ဒီမှာ6နောက်ပိတ်မလို့6နောက်ပိတ်မလို့6ဖြစ်ဖို့အတွက်ဒီ2နောက်ပိတ်ရဲ့ဒီအခွေလေးရဲ့ပေါင်းခြင်း6လို့6လို့လာဖြစ်မှာဆိုတော့ကျွန်တော်တို့ရှေ့ပေါင်း6ဒါတော့2ပိတ်8ထိပ်3ညဖြစ်6ဖြစ်မှာဆိုရှေ့ပေါင်း6ဖြစ်ရမှာနော်ရှေ့ပေါင်း6ဆိုတော့ကျွန်တော်တို့က2ထိပ်စီထည့်လိုက်တော့မယ်ဘာလို့4ခါရပြီဆိုတော့ရှေ့ပေါင်း6ဖြစ်ဖို့အတွက်2ထိပ်စီထည့်ပေါ့နော်ရှေ့ပေါင်း6ဖြစ်ဖို့အတွက်2ထိပ်စီထည့်တခြားလေးကြည့်ပြီနော်ဟိုစိုက်ကလက်ခွဆိုတော့ရမ်းရှုပ်တယ်အဲ့လိုဖြစ်နေလို့ပါဟုတ်တော့ဆိုတော့နှစ်ထိပ်စီလေးနဲ့ရသွားပြီပေါ့နော်နှစ်ထိပ်စီလေးတိုင်းပြီးရင်ဆိုတော့ကျွန်တော်ဒီခါ6ခါနဲ့6ထိပ်စီနဲ့ပေါင်း6ခါနဲ့6ထိပ်စီနဲ့ပေါင်း2 6ခါနဲ့6ထိပ်စီနဲ့ပေါင်း2မလို့ကျွန်တော်တို့2မလို့2ပါဝါခွင်လို့ကျွန်တော်တို့ဒီ3ခါ8ခါဒီ6နောက်ပိတ်ရပေါင်းခြင်းခွင်လို့ပြန်ဝင်ပေါ့နော်ဒီ3ခါ8ခါပြီး6နောက်ပိတ်ရပေါင်းခြင်းခွင်လို့ပြန်ဝင်နေ့ပါခွင်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဒုတိယက6ခါနဲ့9ခါနဲ့ပေါင်း9ထိပ်နဲ့ပေါင်းတော့9ရဲ့ပါဝါ3ညဖြစ်ရမှာ9ရဲ့ပါဝါ3ညဖြစ်ရမှာဆိုတော့ကျွန်တော်ဒီ9ခါနဲ့ခွင်ဒီ9ခါနဲ့ခွင်ခါဒီရှင်းနောက်ပိနဲ့ပေါင်းရင်3ညလို့ပြန်ပြီပေါ့နော်3ညလို့ပြန်ပြီဒီလီမွန်လေးနဲ့ချစ်ပြထားတာလေးနော်ညလို့ပြန်ပြီအဲ့တော့ကျွန်တော်တို့ဒီခါနဲ့6ထိပ်နဲ့ပေါင်းတော့3ညပေါင်း5ဖြစ်ဖို့အတွက်ဒီ8ခါရဲ့ sorry 8ခါရဲ့1ခါရဲ့
6နောက်ပိတ်ရေပေါင်းလိုက်တော့3ညပါ5လို့ဖြစ်ပေါ့နော်3ညပါ5လို့ဖြစ်3ချိန်ပြီးတော့4ချိန်မြောက်နှစ်ခါနဲ့8ချိန်နဲ့ပေါ့နော်3ညပါ5ဖြစ်ရမှာဆိုတော့ကျွန်တော်တို့ဒီခွင်ထိတ်ခွင်ခါရဲ့3ညခါရဲ့ဒီရ8နောက်ပိတ်ရဲ့ပေါင်းတော့5လို့ပြန်ပြီပေါ့နော်5လို့ပြန်ပြီအဲ့တော့ကျွန်တော်အခု4ပင်ပေးသွားပြီပေါ့နော်4ပင်ပေးသွားပြီ5ပင်မြောက်မှာကျွန်တော်တို့ကနှစ်လေးတွဲဆိုတော့ကျွန်တော်တို့ဒီခါနဲ့ထိတ်နဲ့ပေါင်း6လေးနဲ့နှစ်ထိတ်စီနဲ့ပေါင်း6လို့6ပါဝါ1ရဆိုပြီးဝင်ရမှာပေါ့နော်6ပါဝါ1ဆိုပြီးဝင်ရမယ်အဲ့တော့ကျွန်တော်တို့ဒီရောက်ပြီနော်ဒီလေးတစ်နဲ့တစ်ခါရဲ့၄ခါရဲ့တစ်ခါရဲ့၄ခါရဲ့ဒီတစ်ဖြစ်ဖို့အတွက်6နေပြီ6နောက်ပိတ်6ရဲ့ပါဝါ1ဖြစ်ရမှာဆိုတစ်ခါရဲ့၄ခါရဲ့6ဖြစ်တစ်ဖြစ်ဖို့အတွက်6နောက်ပိတ်ပေါ့နော်6နောက်ပိတ်ကဲ6နောက်ပိတ်ပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်တို့ဒီချိန်မှာကျွန်တော်တို့ဒီ246ပေါ့နော် organ အနေနဲ့ကျွန်တော်တင်ပေးလိုက်တယ်246 organ အနေနဲ့ကျွန်တော်တင်ပေးလိုက်တယ်ပြီးရင်သူနဲ့တခါလဲလာတဲ့ site တော့ပြမပေးတော့ဘူးနော်ကျွန်တော်ဒါပေမဲ့ site တော့ပြမပေးတော့ဘူးခဏတော့ကျွန်တော်ရေးပေးလိုက်မယ်နော်246 organ ပြီးရင်919ပေါ့နော်ဒါတော့ရန်ပေါ့နော်ကျွန်တော်တင်ပေးလိုက်တယ်နော်အဲ3ခွက်ပေါ့နော်246 organ 919 916လဲတင်ပေးလိုက်ပါရနော်အားလုံးပဲကံကောင်းကြပါစေကျွန်တော်ပြီးခဲ့ဘက်ကတော့ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲကျွန်တော်တစ်ခွက်ကောင်းနှစ်ခွက်ကောင်းပဲထုတ်ပေးရဆိုတော့မပေါက်လိုက်ကြဘူးပေါ့နော်ကျွန်တော်ကလည်းရှေ့ရှင်းတီစီကိုလဲတိုင်းနဲ့အပိုင်းကင်လာပဲကျွန်တော်အဲ့ဒီမှာကျွန်တော်နှစ်ခွက်ပဲရွေးပေးလိုက်တာပေါ့နော်အဲ့တော့စမလျှော့ပါနဲ့နော်ဒီချင်းချင်းတော့ပေါက်ကြမှာပါအားလုံးပဲအကံကောင်းကြပါစေပေါ့နော်ကျွန်တော်အားပေးနေတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နော်နောက်တစ်ပတ်မှပြန်ဆုံကြမယ်နောက်တစ်ပတ်မှာဒါထက်ကောင်းတဲ့ခွင့်နေနဲ့ပြန်ဆုံးကြမယ်နော်အားလုံးပဲမနေ့ဖြတ်မှာချက်ပေါက်ကြပါစေနော်